အားလုံးမင်္ဂလာပါမေတူဝင်း channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်နေ့ကပြောချင်တဲ့အကြောင်းအရာလေးကတော့ energy management ဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဗီဒီယိုလေးကိုဘယ်လို idea ရလဲဆိုတော့အရင်ရှေ့အပတ်လောက်ကပေါ့နော်ရှေ့ပတ်လောက်ကလုပ်ဆရာအလုပ်ကလည်း project အသစ်ရှိတော့ကြတော့နည်းနည်းပြင်မှန်းနေကိုလုပ်ချင်တာတွေကလည်းများတယ်နောက်တစ်ခါစာလုပ်ရလည်းရှိရယ် exercise လည်းလုပ်ရတယ် gym gym တော့မသွားအိမ်မှာတော့ homework ကောက်လုပ်တယ်ပေါ့နော်နောက်ပြီးတော့တငယ်ချင်းတွေနဲ့ badminton ဆော့တယ်အင်္ဂလိပ်ဆိုတော့ skin care လည်းလုပ်ရသေးတယ်အဲ့လိုများစွာတော့ကိစ္စပေါင်းများစွာမှာရာလုံးလိုက်လုံးနေလို့ရှိရင်တအားပင်ပန်းနေပြီနော်မ enjoy မဖြစ်ပဲနဲ့အဲကြောင့်မလို့ energy management ဘယ်လိုလုပ်လဲဆိုတာလေးကိုနည်းနည်းလေး research လုပ်ကြည့်ရပေါ့နော်လုပ်ကြည့်ပြီးတော့ရှာဖွေတွေ့ရှိထားတဲ့ဟာလေးတွေရယ်နောက်ပြီးတော့ကြတော့အသုံးဝင်မဲ့ဟာပြန်လည်းမျှဝေပေးလိုက်ပါတယ်အဲ့တော့ energy management အကြောင်းပြောမှဆိုရင်ကိုယ့်ရဲ့တနေ့တာကိုအရင်ပြောမှရမယ်ထင်တယ်နော်တနေ့တာကတော့တယောက်နဲ့တယောက်ကတော့တိတ်မတူကြဘူးဒါပေမဲ့ရေဘူးရအားဖြစ်ကတော့ full time worker ဆိုလို့ရှိရင်တော့အမတို့တနေ့မှာ8နာရီလောက်လုပ်ရတယ်ပေါ့နော်အမဆိုလို့ရှိရင်ကြတော့8နာရီခွဲမှာလောက်စားတယ်နောက်ပြီးတော့9ခွဲဆိုရင်ပြန်လို့ရတယ်ပေါ့နော်ဒါပေမဲ့အမကဒီ1နာရီ lunch break ယူတာပေါ့အဲ့လိုရေဘူးရလေးတော့နည်းတူမယ်ထင်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်တော့ကိုလှုပ်ချင်တာတွေကိုလောက်ကြတယ်ပေါ့နော်အမဆိုလို့ရှိရင်ရက်ပုံမူတည်ပြီးတော့ကိုယ့်ရဲ့ schedule နဲ့ကိုရှိရယ်ဒါပေမဲ့ခုနကပြောသလိုပဲများစွာသော itinerary တွေဂျားထဲမှာဘယ်လို energy management ကိုလုပ်တာလဲဆိုတာလေးမှ share ပေးကြပါတယ် energy management ပိုင်းကိုစိတ်ဝင်စားတာကလေside hustle လုပ်ချင်တာလည်းပါတယ်ပေါ့နော် side hustle လုပ်ချင်တာဆိုတာဘာပြောချင်တာလဲဆိုတော့ပုံမှန်အဖြစ်ဆိုလို့ရှိရင်တော့ full time လုပ်ကတော့ပတ်စံရနေရပေါ့နော်ကိုလုံးတွေပတ်စံရတယ်ဒါပေမဲ့ရေရှည် plan အတွက်ကြတော့ဘယ်လိုလုပ်မလဲပေါ့အဲ့ဒါကိုစဉ်းစားမိတဲ့အခါမှာ side hustle တခုတော့လုပ်တင်တယ်ပေါ့အဲ့တော့စဉ်းစားကြည့်မယ်ကွယ်ဒီ side hustle အတွက်လုပ်ရတာရှိရယ် planning တွေရှိရယ်စာကြည့်ရတာရှိရယ်အဲ့ဒီမှာကိုဝါသနာပါလေးလည်းလုပ်ကြအောင်မယ်ဆိုလို့ဘယ်လို energy ရှိမလဲပေါ့အဲ့ဒါကြောင့်လည်းenergy နဲ့ပတ်သက်ပြီးစိတ်ဝင်စားပြီးရှာဖွေဖတ်မိရတယ်ပါတယ်ပေါ့နော်ပထမဆုံးကဘာကို identify လုပ်လဲဆိုတော့ဘယ်အရာတွေကကိုယ့်ရဲ့ energy ကိုစုပ်ယူလဲပေါ့နော် ID သမားဖြစ်တဲ့အတွက်ကြောင့်အမကdata တွေကိုဖတ်ရပိုကြိုက်တယ်ပေါ့နော်ဒီစကားပြောတာအမရဲ့ဒီ energy ကို drain ဖြစ်စေတယ်အဲ့တော့ပုံမှန်အဖြစ်ဆိုလို့ရှိရင်ကိုနေ့စဉ် full time မှာပေါ့နော် full time မှာနေ့စဉ်လုပ်တဲ့test တွေထဲမှာဘယ်ရာကို energy drain ဖြစ်စေလဲဆိုတာကိုဒီတော့ identify လုပ်လိုက်ပေါ့နော်အဲ့တော့ကိုပြောတဲ့အရာနဲ့ကိုenergy ကိုပို့သုံးရတဲ့ဟာဘာရှိအဲ့ list ကိုအရင် prepare လုပ်လိုက်ပေါ့နော်အဲ့ list ရလာပြီဆိုလို့ရှိရင်အမားတို့ကအဲ့ list ထဲမှာကိုယ့်ရဲ့ဒီ energy ပို့သုံးရတဲ့ဟာလေးတွေကို categorize လုပ်လိုက်ပေါ့နော်အမားဆိုလို့ရှိရင်ပုံမှန်အဖြစ်ဆိုရင်စကားပြောရမကြိုက်ဘူး meeting တက်ကမကြိုက်ဘူးအဲ့ကိုမကြိုက်တဲ့အရာလေးတွေကိုဘာနဲ့ကူညီသုံးလဲဆိုတော့အမကတော့ခုနောက်ပိုင်း AI ကိုတအားသုံးပြတဲ့အထက်မှာပါတယ်ပေါ့နော်ဥပမာ email ရေးခိုင်းတယ်ဆိုလို့ရှိရင်တော့အမလိုချင်တဲ့ content ကိုထည့်လိုက်တယ်ပြီးသွားလို့ရှိရင်ငါ့ကိုဒါ email ရေးပေးပါပေါ့အဲ့လိုမျိုးလေးရှိဥပမာ meeting မှာဆိုလို့ရှိရင်လည်းကိုဘာပြောမလဲဆိုတာကိုစတယ် notes ကလေးတွေထုတ်သွားတယ်ပေါ့နော်အဲ့တော့ကြတော့ကိုအရန်စဉ်းစားစရာမလိုဘူးကိုရဲ့ဒီ meeting စာအုပ်လေးကိုကြည့်ပြီးရတယ်ဒါပြီးရင်တော့ဒါပြောမယ်ဒါပြီးရင်တော့ဒါပြောမယ်ဒီလိုမျိုးလေးသွားတဲ့အဖြစ်ပုံမှန်ဒီတိုင်းကြီးပုံမှန်prepare မလုပ်ဘဲနဲ့သွားတာတဲ့ဆိုလို့ရှိရင် energy အရန်တိတာအဲ့ဒါလေးကို try ကြည့်ပါအခုကတော့မတို့ဒီ time blocking ပေါ့နော် brain ကို reset လုပ်တာပေါ့အဲ့ဒါသူကဘယ်လိုမျိုးလဲဆိုလို့ရှိရင်မတို့ကတနင်္လာကနေတောက်ကြတိလှုပ်လို့ရမှန်တယ်ဒါပေမဲ့ Sunday တနင်္ဂနွေဆိုလို့ရှိရင်ကိုဘာလုပ်မလဲပေါ့နော်ကိုဘာလုပ်မလဲဘာလုပ်မလဲလို့ပြောတဲ့အခါမှာတခုတတိထားမှာဘာမှမလုပ်တာကလည်းလုပ်နေရပဲဟိုနော်ဘယ်လိုပြောချင်တာလဲဆိုဘာမှမလုပ်ခြင်းအပြင်ကိုယ့်ရဲ့ brain ကဘယ်လိုမှတ်လဲဆိုဟာ
ဒီနေ့တော့ငါ productive မဖြစ်ဘူးငါဘာတွေလုပ်မိနေရတော့ငါ video ပဲကြည့်မိနေတာဒါမျိုးဖြစ်စေရပေါ့နော်အဲ့တော့ကြတော့ကိုယ့်ရဲ့ brain ကိုလည်းကိုယ် train ရတယ်အမဆိုလို့ရှိရင်လုပ်ဖြစ်တာလေးပေါ့နော်စနေနေ့ဆိုလို့ရှိရင်အမကပုံမှန်ဖြစ်ဆိုရင် library သွားတယ် library သွားပြီးစာတွေဖတ်တယ်အဲ့ဒါဆိုကိုယ်စိတ်ထဲမှာအော်ငါဒီနေ့ကတော့ productive ဖြစ်ပါလားကိုကြိုက်တဲ့ຢာလေးပေါ့နော်ကိုလည်းကြိုက်ရမယ်ကိုရဲ့ရေရှည်အတွက်လည်းဒီ benefit ဖြစ်ကြမယ်နော်ကိုရေရှည်အတွက်လည်းကောင်းရမယ်ဒါမျိုးဆိုရင်ကိုယ့်ရဲ့ဦးနောက်ကအော်ဒီစနေနေ့မှာတော့ငါဒါလေးလုပ်လိုက်တယ်တနေ့ကနေရတော့မရလုံးဝ reset တွေမဘဲမှလည်းမတော်ဘူးဘာမှလည်းမလုပ်ဘူးအမလုပ်ချင်တဲ့အရာတွေအကုန်လုံးလုပ်တယ်ပေါ့နော်ဥပမာဘယ်လိုမျိုးလေးလဲဆိုတော့အမ Facebook သုံးတယ်နောက်ပြီးတော့အမခုနောက်ပိုင်း Facebook တော့မသုံးဖြစ်ဘူးတကယ်ကတော့လေ video ကြည့်ရပေါ့နော် TikTok video တွေကြည့်ရနောက်ပြီးစာဖတ်တယ်နောက်အိတ်တယ်နောက်အခန်းတန့်ရှင်းလုပ်တယ်ဒီလိုမျိုးလေးပေါ့နော်အဲ့ဒါတော့အမရဲ့ reset တွေအဲ့တော့ time တွေကိုဘယ်လိုလုပ်ပေါ့နော်စနေနေ့မှာကိုလုပ်ချင်တာလုပ်မယ်ဆိုရင်စနေနေ့မှာကိုကြိုက်တာလုပ်တနင်္ဂနွေနေ့မှာနားတာရယ်နောက်ကရေရှည်အတွက်အကျိုးရှိမဲ့ဟာအဲ့ဒါကိုအကျိုးအတွက်လည်းမဟုတ်ဘူးကိုယ့်ရဲ့ခန္ဓာကိုကိုယ့်ရဲ့ဥနောက်ပေါ့နော်ဥနောက်ကိုလည်း train ရတယ်ဥနောက်ဆိုလို့အဲ့ဟိုတလောကရှေ့2ပတ်လောက်ကမှရုံးကဒီဥနောက်အလုပ်ဘယ်လိုလုပ်လဲဆိုတာကိုသူတို့ workshop လုပ်ထားဆိုတော့အဲ့ဒါလေးလည်းစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဥနောက်ကိုအဲ့လိုလည်း train ရတယ်ပေါ့အဲ့တော့ကိုကရှင်သန်ရနည်းနည်းဒိတ်ပဲရှိရလို့ခံစားရတယ်ပေါ့နော်အဲ့တော့ဒါလူတဘာဝပဲထင်တယ်အဲ့တော့ဦးနောက်ကိုလည်းအဲ့လို train ကိုယ်တိုင်လည်းဒီ brain reset လုပ်တင်တယ်ပေါ့နော် time blocking လုပ်ခြင်းအဖြစ်ဦးနောက်ကိုမှ reset လုပ်ပြီးသွားပြီဆိုရှင် physical ပေါ့နော် physical reset လုပ်က physical reset ကဟုတ်တယ်ကွယ်လူကတနေ့ကုန်လှုပ်လာတယ်ပင်မန်းနေပါတယ်ဆိုမှဂျင်သွားတာရမ်းခက်ခဲတယ်ပေါ့နော်အမအခုနောက်ပိုင်းရှာဖွေတွေ့ရှိထားတဲ့ဟာလေးပေါ့နော်အမကဂျင်သွားတာမကြိုက်ဘူးအဲ့ဂျင်မှာလူတွေအများကြီးနဲ့အဲ့လိုပြေးရတာမျိုးလည်းမကြိုက်ပြေးရတာကြိုက်တယ်ဒါပေမဲ့ပြေးရဂျင်မှာမပြေးချင်ဘူးအမအဲ့လိုပန်းကြံနေတဲ့မှာပြေးချင်တာအဲ့စင်ကူမာတော့ဆိုရင်ဒီ Bishan Park တို့ဘာတော့အဲ့လိုတော်ပြေးရအဲ့လိုမျိုးကြိုက်တယ်ဒါပေမဲ့ဒီဂျင်နဲ့ကအဲကုန်ခန်းထဲမှာပြေးရမကြိုက်ဘူးအဲ့တော့ကြတော့မသွားပြဘူးပေါ့နော်ရင်တော့ကတော့အခုပိန်သွားရမလားအဲ့ဒါအမတကယ်ဂျင်မသွားဘူးအမဘက်ဒမင်တန်ဆော့နေတယ်အဲ့လိုကိုကြိုက်တဲ့အားကစားလေးပေါ့နော်အားကစားလေးဘာလေးစိတ်ဝင်စားလဲဆိုတာကိုရှာဖွေပြီးတော့အဲ့ဒီကိုပျော်ရွှင်တဲ့အရာလေးကိုအများကြီးလုပ်စရာမလိုဘူးတစ်ပတ်မှာ2ရက်ပေါ့နော်ဒါမှမကြိုက်ရင်1ရက်လောက်ပေါ့နော်ကိုမအားလို့ရှင်တော့1ရက်လောက်ပဲဆိုရင်ဒါပေမဲ့အရန်ကောင်းတယ်အဲ့ဒါကိုရှာဖွေတော့ရတဲ့လည်းအရန်ပျော်တယ်ပေါ့နော်ဘက်မင်တန်ဆော့ပြီးတဲ့အခါမှာမသိလာတာလူတွေဘာကြောင့်ဒီအားကစားကိုလုပ်ကြရဲဆိုတာလည်းနည်းနည်းလေးသဘောပေါက်တယ်ပေါ့နော်ပုံမှန်အဖြစ်ဆိုရင်အမားတို့လူရဲ့ဒီ personality နဲ့တော့ဆိုင်မယ်ပေါ့နော်တချို့တွေကတော့တိတ်မတွေးကြအောင်အမကတွေးရတဲ့ထက်မှာပါတယ်အလုပ်တစ်ခုကိုမလုပ်ခင်မှာကြိုတွေးတယ်ကြို prepare လုပ်တယ်ပြီးတော့ execute လုပ်တယ်ပေါ့နော် ID သမားဆိုတော့အဲ့တော့ကျတော့အမကတွေးတယ်အလုပ်တစ်ခုခေါင်းထဲရောက်လာတယ်စတွေးရတဲ့သူတွေမှာပါတယ်ပေါ့တအားတွေးတော့ကျတော့ဦးနောက်ကအမြင်အလုပ်တွေလုပ်နေပေါ့နော်ဘက်ဒမင်တန်ဆော့တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့အမသတိထားမိတယ်အဲ့ဆော့နေတဲ့တနာရီအတွင်းမှာဘာမှမတွေးပြဘူးမတွေးပြတဲ့အပြင်အဲ့ဒီအမတို့ဒါဘယ်လိုကောကြက်တောင်ပေါ့နော်ကြက်တောင်ရှက်တဲ့ရောအဲ့လိုမိအောင်လိုက်ရိုက်နေရတယ်ပေါ့နော်လိုက်ရတဲ့ခေါင်းကမတွေးပြတော့ကြတော့ခေါင်းလဲအနာရတယ်လို့ခန္ဓာကိုယ်လည်းကျန်းမာလာတယ်ချွေပါရထွက်တော့ကျန်းမာရတဲ့ကောင်းတယ်ပေါ့နော်အဲ့တော့အမကတော့ဒီ energy management မှာ physical ကိုလည်းမထည့်ထားတယ် physical အနေနဲ့ဘာလုပ်လဲဆိုတော့ကိုကြိုက်တဲ့အားကစားနည်းလေးတွေကိုလိုက်ရှာပါရင်တော့ကတော့အမဘက်ဒမင်တန်ကငယ်တော့ဆော့ပွဲပေါ့နော်အဖေတင်ပေးရဆိုတော့ဒါပေမဲ့မဆော့တာအမထင်တယ်10တန်းလောက်တည်းကမဆော့တော့တာအခုမှနှစ်ကမှပြန်ဆော့တာအဲ့တော့ကြတော့အကယ်၍ကြည့်နေတဲ့သူတွေဒါမှအားကစားကိုမစဖြစ်သေးဘူးဆိုရင် try ကြည့်ပေါ့နော်အမဆို badminton try နဲ့ဒီမှာဆိုရင် squash ဆိုတဲ့ဟာရှိအဲ squash try နဲ့ခြားကစားရလည်း try နဲ့ပေါ့နော်ဒါပေမဲ့ badminton ကတော့ကိုငယ်တွေကဆော့ခဲ့တာဆိုရင်နည်းနည်းလေးပို့ပြီးတော့သဘောကျတယ်နောက်ကကိုဆော့တဲ့သူတွေနဲ့လည်းသူတို့ကလည်းနည်းနည်းကျွမ်းတော့ကြတော့ဆော့တာပို့ပျော်ဖို့ကောင်းတယ်လောလောဆယ်တော့မှ badminton လေးဆော့နေတယ်အဲ့တော့ဒီထဲမှာဒီအမလိုပဲဂျင်သွားတာမကြိုက်ဘူးဆိုလို့ရှိရင်တခြားဒီဟာလေးတွေကိုလုပ်ကြည့်ပေါ့နော်လုပ်ကြည့်တော့ဘာပဲပြောဦးနောက်လည်းနားရတယ်ခန္ဓာကိုယ်လည်းကျန်းမာတယ်ဆိုတော့ကိုယ့်အတွက်ကောင်းတယ်ပေါ့
အဲ့ energy management လုပ်တဲ့အခါမှာမတို့နောက်တစ်ခုက priority ထားတာပေါ့နော် priority ကအများကြီးထားလို့မရဘူးကွာဒီမှာ priority 10ခုဆိုတာတိတ်မဖြစ်နိုင်တော့လူခုနမပြောရ list မှာလောက်ဆရာတွေကတအားများတယ်လေနော် priority 10ခုဆိုရင်ဒါဘယ်ဟာတကယ် main priority လဲဆိုတာရှိသွားပြီပေါ့အဲ့ main priority ကမှတော့အဓိက full time job ပေါ့နော်ဒုတိယ priority ကတော့မှ loss လုပ်နေတာ side hustle လေးလုပ်နေရတတိယ priority ကတော့ကျန်းမာရေးပေါ့နော်ကျန်းမာရေးရှိမှလည်းကျန်တဲ့ဟာတွေလုပ်လို့ရတယ်ဆိုဒါပေမဲ့သူ့တော့မှတတိယမှာထားတယ်အဲ့တော့ကို priority ကိုဆက်လုပ်ထားချို့နေ့ကတော့ကျန်းမာရေးမလုပ်ဖြစ်တဲ့နေ့တို့မပြေးဖြစ်တဲ့နေ့တို့ရှိရဒါပေမဲ့တပတ်အတွင်းမှာတော့အဲ့ priority 3ခုကိုတော့တက်နိုင်သမျှဦးစားပေးရပေါ့နော်အဲ့ဒါတွေလုပ်ပြီးတော့မှ energy ကျန်တယ်ဆိုလို့ရှိရင်တခြားအရာတွေဦးစားပေးရပေါ့နော်အဲ့ဒါလေးပါအဲ့ဒါလေးကတော့အမခုနောက်ပိုင်းဖတ်ဖြစ်ပြီးတော့energy management အကြောင်းလေးကိုနည်းနည်းလေးနည်းနည်းလေး share ပေးခြင်းလို့ပေါ့နော်share ပေးခြင်းလို့လာပြီးတော့ပြပြပေးတာပါ summarize ပြန်လုပ်ရမယ်ဆိုရင်တော့ပထမဆုံးတစ်ခုက list ထုတ်လိုက်ပေါ့နော်ကိုကြိုက်တဲ့အလုပ်နဲ့ကိုပို့ပြီးတော့ energy လိုတဲ့အလုပ်အဲ့ဒါထွက်လာပြီဆိုလို့ရှိရင်ပို့ပြီးတော့ energy လိုတဲ့အလုပ်ကိုလွယ်ကူအောင်ဘယ်လိုလုပ်မလဲဆိုတာကိုနည်းနည်းလေးစဉ်းစားဒီလိုစဉ်းစားတဲ့နေရာမှာအမတို့ခုနောက်ပိုင်း technology တွေတအားကိုဖွံ့ဖြိုးလာတဲ့အတွက်ကြောင့်မတို့ AI တွေကိုသုံးလို့ရတယ်။AI video တွေလည်းအများကြီးတင်ထားတယ်။ချက်ကြည့်ပြီးတော့ဘယ်လိုသုံးလဲဆိုတာလေးကိုပြောပြထားရပေါ့နော်။ AI တွေကိုသုံးပြီးတော့ကိုယ့်ရဲ့ဒီ energy အများကြီးလိုတဲ့အလုပ်တွေကို energy နည်းနည်းပဲလိုအောင်ဘယ်လိုလုပ်လဲဆိုတာကိုနည်းနည်းလေး find out လုပ်ကြည့်လိုက်ပေါ့နော်နောက်တစ်ခုကတော့ brain reset ပေါ့နော် brain reset လုပ်ဖို့အရေးကြီးရယ်ဘယ်နေ့ကကိုယ့်ရဲ့နေ့လေးလဲကိုယ့် brain ကိုနားပေးမဲ့နေ့တယ်နောက်တစ်ခုကတော့ physical နဲ့ဆိုင်တဲ့ဟာပေါ့ဘယ်နေ့ကကိုယ့်အတွက် physical နဲ့ပတ်သက်တာတွေလုပ်မလဲပေါ့နော်ပြီးသွားလို့ရှိရင်တော့နောက်ဆုံးအောင် priority list ချလိုက်ပေါ့နော်အမတော့တော်တော်အဆင်ပြေနေလုပ်ခဲ့ရဆို2လ3လလောက်ရှိရယ်2လ3လလောက်အတွင်းမှာလည်းအမရဲ့ဒီ productivity ရောဒီ brain ရဲ့ဒီစွမ်းရည်ရော physical စွမ်းရည်ရောရန်တက်လာတော့တွေ့ရတဲ့အတွက်ကြောင့်ဒါလေးလာ share ပေးတာပါအမတို့နောက်တစ်ခုကတော့နောက်ထပ်ဝါသနာတစ်ခုအနေနဲ့ပေါ့နော် productivity နဲ့ပတ်သက်တဲ့ tools လေးတွေ comparison လေးတွေရေးနေတယ်အဲ့ဒီမှာအကြိုက်တဲ့ application လေးတွေကို list လုပ်ထားတယ် description မှာ link ချထားပေးတယ်အဲ့မှာ download ယူလို့ရတယ်ပေါ့နော် details တော့မဟုတ်ဘူးcategory လေးနဲ့နာမည်လေးနဲ့ link ဒါလေးပဲပါတယ်ပေါ့နော်အဲ့ဒီထဲမှာကိုသုံးကြည့်ပြီးကြိုက်တယ်ဆိုလို့ရှိရင်လည်းအမကို video လုပ်စေချင်တယ်ဆိုရင်ပြောတော့ detail video လေးလုပ်ပေးမယ်နေ့အောင်တော့ပါပဲတနည်းနည်းတော့သုံးမယ်လို့ထင်ပါတယ်နောက် video တွေမှာပြန်တွေ့ကြမယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဒါရိုင်းနေလေးဖြစ်ပါစေ